Who is writing this email to whom? Who ဘသူကတဲ့ is writing this email to whom ဘသူစီကို this email ဒီ email ကိုရေးရတယ်တဲ့နော်ဘသူကဘသူစီကို email ရေးတာလေတဲ့ဒါဆိုရင်ဒီမှာ email လေးပြန်ကြည့်ရအောင် from တက်အောင်စီကနေရေးတာသူစီကိုရေးရတယ် to ညံလင်းစီကိုရေးတာတက်အောင်ကနေပဲညံလင်းစီကိုရေးတာဒါကြောင့်မို့လို့ခုနေရာမှာတက်အောင်ထည့်မယ်ခုပြန်ရေးကြမလို့တော့နော်ခုနေရာမှာတက်အောင်လို့ပြောင်းရေးတက်အောင် is writing this email to ညံလင်းတက်အောင် is writing this email to ညံလင်းခုနေရာမှာရေးသူထည့်ပြီးတော့ခုနေရာမှာလက်ခံရရှိတဲ့သူရေးပြရမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာပြန်ထည့်စရာမလိုဘူးနော်ခုတွေပြန်ထည့်စရာမလိုခုလည်းထည့်စရာမလိုခုနေရာမှာတက်အောင်ထည့်ပြီးခုနေရာမှာအများကြီးထည့်လိုက်အောင်ပါပဲNumber 2 what is the subject of the email email ရဲ့တဲ့အကြောင်းအရာသားတဲ့ဒါလေတဲ့ကြည့်အောင် subject ကတော့ဒါရဲ့ thanks for the notes တဲ့နော် notes တွေတော့ကျေးဇူးတင်တာတဲ့ဒါဆိုရင်ဒီမှာတော့ verb နဲ့စထားတာပေါ့နော် verb နဲ့ thanks for the notes လို့ဆက်ထားတယ်ဒါပေမဲ့ပြန်ဖြေတဲ့ခါကျရင်ပြန်ကောင်းရင် subject ကပြန်နေသွားစားမယ် the subject of the email အထီကိုကောက်မယ်ပြီးရင် is ကိုသူနောက်ပြီးပေါ့နော်ဒီတစ်ခုလုံးမှာ subject ဆိုတော့ the subject of the email ဒီဘက်က is ဘက်ကတင်ထည့်ကြမယ်တော့ပေါ့နော် email ရဲ့အကြောင်းအရာဒီ a ဖြစ်ပါသည်အဲ့ဒါဆိုရင် thanks for the note အတွက်အတန်းပြန်ရေးလို့မရအောင် thanks ကိုပြောင်းရအောင်ဆို ing ပြောင်းပေးရမယ် thanking thanking ကျေးဇူးတင်ခြင်းဖြစ်ပါတယ်။ noun gerund ပြောင်းပေးရမယ်ပေါ့နော်သူထဲမှာ verb ဖြစ်နေတော့ဒီမှာက object နေရာ complement နေရာမှာဝင်မှာ subject verb ရဲ့နောက် complement နေရာမှာဝင်မှာဆိုတော့သူ့ကို verb ing ပုံနဲ့ပြောင်းပြီးတော့ thank ကို ing ပုံနဲ့ပြောင်းပြီးတော့ thanking thanking for the note ဆိုတော့ပြောင်းရေးပြရပါမယ်။ဒါဖြင့် the subject of the email is thanking for the notes Number 3 ကြည့်အောင် why did the owl miss the classes why တက်အောင်ကတဲ့ the classes အတန်းတွေကိုတဲ့ why miss ဘာကြောင့်ပြတ်ခဲ့ရလဲတဲ့ why this miss ဘာကြောင့်ပြတ်ခဲ့ရလဲတဲ့ဘာကြောင့်ပြတ်ခဲ့ရလဲဆိုရင်ဒီမှာကြည့်ကြည့်မယ်သူပြောထားရင် now I recovered from my illness ကနေပြီးတော့တဲ့နေမကောင်းတာကနေတော့ပြန်ပြီးတက်တာလာပြီလို့ပြောတဲ့ကြောင့်သူဘာကြောင့်ဒီအတန်းပြတ်တာလဲဆိုရင်သူရဲ့ illness ကြောင့်ပေါ့နော် because သူသုံးမှာအဲ့မှာ mind ဆိုမဲ့အဆင့်ပြန်ဖြစ်ရင်အပြင်ရောက်မယ်ယောက်ျားလေးဆိုတော့ his illness အဲ့တော့ဘာနဲ့ဆက်မလဲ because in မှာ because his illness ဆိုပြီးတော့တန်ကလို့မရဘူးနောက်ဖြစ်တဲ့အကြောင်းမို့လို့ because နဲ့မသုံးပဲ because of နဲ့သုံးပြရတယ် because ရဲ့နောက်မှာ of ထည့်ပြီးတော့မှ his illness ကလို့ရမယ်နော် because his illness because of his illness because of his illness အဲ့ဆိုရင်မိကုန်းနဲ့ကောက်ရအောင်subject ကတက်အောင်ဒီနေ့မိထားတော့ main verb ကို past tense ပြောင်းပေးရမယ် miss ရဲ့ past tense က for true က MISSED miss တက်အောင် miss the classes because of his illness because of နဲ့မဖြစ်ခြင်းနဲ့ due to နဲ့ဖြစ်မယ်ဆိုလို့ရရနော် due to his illness တဲ့လိုဖြစ်လို့ရမယ်နော်အဲ့ဒီကိုရတက်တာဖြစ်အဲ့တော့ why ကဖြုတ်ခဲ့ရမယ် tick ကလည်းဖြုတ်ခဲ့ရမယ် tick ကိုဖြုတ်လို့ main verb ကိုပဲတူပြမယ်တက်အောင် miss the classes because of his illness or due to his illness. Number 4. Why is Taong saying thanks to Nianling? Which sentence tells you this? Taong ကတဲ့ Nianling ကိုဘာကြောင့်ကျေးဇူးတင်စကားပြောရလဲတဲ့ Which sentence tells you that? Which sentence tells you that? ဘယ်စာကြောင့်ကမင်းကိုဒီလိုပြပေးရလဲတဲ့ဒီလိုTaong Nianling ကိုကျေးဇူးတင်ဆိုတဲ့စကားကိုဘယ်စာကြောင့်ကမင်းကိုပြပေးရလဲတဲ့Okay, look at the image again. Thank you so much for lending me the notes of the lesson that I missed during my exam. အဲ့တော့ဒီသူ့ရဲ့ပြက်ကွက်နေတဲ့အတွင်းမှာဒီသင်ခန်းစာရေးမှတ်စုတွေကိုငါးပြီးရဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောထားတဲ့အတွက် the answer is in this sentence နော်ဒီအဖြေကဒီစာကြောင်းမှာပဲရှိရပေါ့နော်အဲ့တော့ဒီမှာဒီကနေဖြေပြီးမှာပေါ့ for lending me ငါးပြီးတဲ့အတွက်ပေါ့နော် for lending me the notes of the lesson အဲ့လိုဖြေပေးရမှာပေါ့နော် for ကနေစဖြေလို့ရတယ်ပေါ့နော်အဲ့တော့ for lending မိနေရမှာတော့မိက
direct သုံးထားတာသူကဓာတ်ရိုက်ပြောထားတာဖြစ်တဲ့ကြောင့်မို့လို့တောင်းဓာတ်ရိုက်ပြောထားမို့လို့မိသုံးထားတာဒါပေမဲ့ပြန်ဖြစ်ရင်တဆင့်ပြန်ရေးတာဖြစ်ကိုရီးယားတဆင့်ပြန်ရေးတာဖြစ်တဲ့အတွက်ဒီနေရာမှာ hint ပြန်ပြောင်းပေးရမယ်ပေါ့နော်သက်ဆိုင်ရာသူ့ကိုဆိုတော့မိကလည်း object ဆိုတော့ဒီအုပ်စုတွေက hint ကိုပြန်သုံးပေးမယ် for learning hint and also the lesson ဆိုရင်မိကုန်းကနေပြန်ကောက်မယ်ဆိုရင် subject ကဘာဖြစ်မလဲ subject ကဘာဖြစ်မလဲတတ်အောင်ဘက်က heavy one နဲ့ main one နဲ့တွဲပြီးတော့တတ်အောင် is saying thanks to Nyanling အထိပြန်ကောက်မယ်ပေါ့နော်ဒီမှာ why နဲ့ဖြေထားပေးမယ်ဒီမှာက reason အကြောင်းပြချက်ပေါ့နော်ဘာအတွက်ကျေးဇူးတင်တာလဲဆိုတော့ဒီမှာ for ပါပြီးသားဖြစ်တဲ့အတွက်ဒီ course နဲ့မဖြေလဲရရပေါ့နော်ဒီမှာ for lending him and also the lesson ဆိုပြီးတော့ဒီမှာတက်ဖြေလိုက်ရပြီပေါ့နော်အဲ့တော့တက်အောင် is saying thanks to Nyanling for lending him and also the lesson တက်အောင် is saying thanks to Nyanling for lending him and also the lesson ဆိုရင် number 4ရဲ့ဒုတိယပိုင်း which Santa tells you that ဘယ်စာကြောင်းကမင်းကိုပြပြလဲဆိုတဲ့ဒီပိုင်းကြီးကျန်သေးရဲ့ပေါ့နော်အဲ့တော့ဘယ်စာကြောင်းကမင်းကိုဒီတောင်းအောင်ညံလေးကိုကျေးဇူးတင်နေဆိုတဲ့အကြောင်းအရာကိုပြပြပေးရတယ်ဆိုရင် look at the email again ကြည့်ကြည့်အောင်thank you so much for learning me the notes of the lesson that I missed during my exam ဒီစာကြောင်းမဟုတ်လားအဲ့ဒီစာကြောင်းဒီပါလေပထမစာကြောင်းဖြစ်တဲ့အကြောင်း the first sentence လို့ပြောရမယ် the first sentence လို့ပြီးတော့ဖြေမိမယ်ပြီးရင်ဒီစာကြောင်းတစ်ကြောင်းလုံးပြန်ရေးပြီးပေါ့ပြန်ရေးပြီးမယ်ပေါ့နော် the first sentence ဒီတစ်ကြောင်းလုံးကို open and close inverted comma တွေထည့်မယ်ထည့်ပြီးတော့မှအဲ့ဒါကိုဘယ်နေရာမှာထည့်ပြီးဖြည့်ရမယ်ဆိုရင် which sentence နေရာမှာရေးပြီးမယ်သင်ကျန်တာကိုပုံပြန်ရေးမယ်ဒါပေမဲ့ you နေရာမှာတော့ပြန်ပြောင်းပေးရမယ်မင်းကိုလိုပဲဒါပဲဖြစ်ကျွန်ုပ်ကိုလိုပဲဖြည့်ပေးရမယ်ပေါ့နော် tell ဆိုတော့ဘယ်ရနောက်ဆိုတာ object နေရာကျွန်ုပ်ကိုဆိုတော့ပြောမယ် me နော်ငါကို this ဒါကိုပဲပြပေးရပေါ့ဒါဆိုရင်နေရာမှာ the first sentence ဆိုပြီးတော့ခုနတစ်ကြောင်းလုံးပြန်ကိုရေးမယ်ရေးပြီး tells me this လို့ဖြည့်ပေးမယ်ဒါပါနော်ဆိုရင် let's read number 5 what does တအောင် request Nyanling to do တအောင်က Nyanling ကို what to do ဘာလုပ်ဖို့ request တောင်းဆိုတာလေတအောင်က Nyanling ကိုဘာလုပ်ဖို့တောင်းဆိုတာလဲဘာလုပ်ဖို့တောင်းဆိုတာလဲအဲဆိုရင် email ထဲမှာတောင်းဆိုတဲ့အပိုင်းကိုကြည့်မယ်ဒီထဲမှာ polite request တခုပါထားတယ်အဲ့ဒါပါလဲဆိုရင် would you mind explaining the lesson that I don't understand ငါနားမလည်တဲ့သင်ခန်းစာတွေကိုရှင်းပြပေးလို့ရမလားဆိုပြီးတော့ဒါ polite request လုပ်ထားတာပေါ့နော်တောင်းဆိုထားတာပေါ့အဲဆိုရင်ဒီမှာကတော့ explaining လို့ပြထားတယ်ဒီအပိုင်းပေါ့ဒီအပိုင်းကိုဒီမိကုန်းရဲ့ပုံစံမှာထည့်ပြီးဖြည့်ပေးရမယ်ဒီနေ့မှာဖြည့်ရမယ်ကြည့်ကြအောင်ပြန်ဖြည့် what ကဖြုတ်ခဲ့ရမယ် that's ကလည်း adjective ဆိုရင် heaven ဘက်ကဖြုတ်ခဲ့ရမယ် that's ကိုဖြုတ်ရင် main ဘက်မှာပေါင်းပေးရမယ် s ပေါင်းပေးရမယ်ဒီစကားမှာဘက်က request တအောင် request Nyanling to ဘာလုပ်ဖို့ရှင်းတောင်းဆိုရလဲလို့မိထားတယ်ပြန်ဖြည့်ရင်ရှင်းပြဖို့တောင်းဆိုတယ်ဆိုပြီးဖြည့်ပေးရမှာပေါ့နော်ဒါကြောင့်မို့ဒုနေရာမှာဖြည့်ထည့်ရမယ်ဒုပြန်ထည့်ဆံလို့ဒုနေရာမှာဖြည့်ထည့်ရမယ် true ရဲ့နောက်ဆိုတော့အခြေခံ verb ဖြစ်တဲ့ verb infinitive ပြောင်းပေးရမယ်ပေါ့နော်ထည့်ပေးမယ်အဲ့တော့ဒီမှာတို့ရှာထားတဲ့စာကြောင်းက explaining ဖြစ်နေတယ် verb ing ဖြစ်နေတယ်အဲ့ဒါကို infinitive ပုံစံပြောင်းတော့ explain explain ဖြစ်မယ် explain the lesson that ဒီမှာကတော့ဓာတ်ရိုက်တောင်းပြောတဲ့စကားမျိုး ing သုံးထားတယ်ကိုယ့်ရဲ့အချက်ပြန်ဖြစ်ရင်မကြလိမလို့ပြီးတော့ verb ရဲ့ she ဆိုတော့ subject နေရာမို့လို့ပါသုံးပေးရမယ် he ဆိုတော့ don't နဲ့တွဲလို့မရတော့ဘူးဒီက singular form ဖြစ်တဲ့ကြောင့် don't ရဲ့ singular form က doesn't DOES and apostrophe T doesn't and doesn't ဖြစ်သွားမယ်နော်အဲဆိုရင် explain ကို infinitive form ပြောင်းတော့ explaining ကို infinitive form ပြောင်းတော့ explain explain the lesson that he doesn't understand အဲ့ဒါကိုဘယ်နေရာမှာအစားသွင်းပြရမလဲဆိုရင်ဒီနေရာမှာအစားသွင်းဖြည့်ပေးမယ်နော်အဲ့တော့တက်အောင် request Nyanling to explain the lesson that he doesn't understand ဟုတ်ပြီနော်အဖြေလေးတွေကိုပြန်ပြီးတော့ရေးပြပေးရမယ်